ဒီလူကတော့ပေးစိတ်တွေးကြီးတဲ့ကရုံးမရဖြစ်နေပါတယ်အနီးနားကလူသားတွေကလည်းပေးစိတ်ကန်တွေကဒီလူကိုခက်ခက်ခဲကန်တီဖို့တွေစူးစမ်းနေကြပါတယ်ပေးစိတ်ဆိုတာလူသေးတဲ့အရာမဟုတ်တာမလို့ဘာလို့ဒီလိုအသေးအတန်ဖြစ်နေကြလဲလို့တင်တွေးကောင်းတွေးနိုင်ပါလိမ့်မယ်တကယ်တော့ပေးစိတ်တွေဟာလည်းလူကိုသိစေနိုင်ပါတယ်စိတ်ယုံလို့ကြီးတွေမှာပေ30လောက်ရှိတဲ့ပေးစိတ်ကန်တွေကျသွားတဲ့အခါပေးစိတ်တွေဟာနွန်တွေလိုပဲလူကိုဆွဲယူတတ်ပါတယ်ဒါကြောင့်အချိန်ကြာတာနဲ့မျှရှုံနုံတွေလိုပဲလူကိုစားသွားမှာဖြစ်ပြီးတဖြည်းဖြည်းနဲ့အောက်ကိုရောက်ခါအသက်ဆုံးရှုံးရမှာဖြစ်ပါတယ်။ဒါကြောင့်ခင်မီစိတ်ယုံကြီးတွေမှာဆိုရင်ပေးစိတ်ကန်တွေကလူကိုကျိုးနဲ့ကဲဆဲတဲ့နီလန့်တဲ့အခုလိုတန်ခွန်ချပတ်ပြီးတော့ကဲဆဲတဲ့နီလန့်ကိုအသုံးပြုကြပါတယ်။ပဲစီတဲ့နေ့နေ့လူရဲ့နဘေးမှာအခုလိုတန်ချက်ပြားတွေဝိုင်းလိုက်ခြင်းအပြင်စုပုံတိုးလာမိပေးစီပမာဏကိုဖယ်ရှားပြီးသွားဖြစ်ပြီးတော့အိမ်နောက်မှာတော့ပဲစီတွေကိုစက်နဲ့ဆုပ်ထုတ်ခါလူကိုကဲတင်ကြပါတယ်။အဲ့လိုနဲ့ပဲစီတွေဟာကုန်ပြီးတော့လူတကိုယ်လုံးမတည့်ရနိုင်ပြီးဆုံးမှဒီလူကိုမတင်ပြီးအပေါ်ရအောင်ကြိုးစားကြရပါတယ်။တကယ်လို့အနားမှာကဲမဲ့သူမရှိဘူးဆိုရင်တော့အထင်မှာတင်ကိစ္စချောသွားနိုင်ပါတယ်